ပြဿနာရှိလာရင်ဖြေရှင်းရမှာလားခံစားရမှာလားဘုတော့မဖြေရှင်းမဲ့လိုက်ခံစားတော့ငါကြမှာဒီပြဿနာဖြစ်တယ်ဆိုဖြစ်ရောတခါတခါကျရင်ပြဿနာကလူတိုင်းမှာရှိတယ်ပြဿနာကဒီလောက်ကြီးတာမဟုတ်ခံစားချက်ကြီးလို့ပြဿနာကြီးတာဘာကြီးလို့လဲမဲကိုပြဿနာမှာကြီးတယ်ထင်တာလေသူများပြဿနာကြရင်ဖြစ်မှန်းကိုမသိဘူးနော်ပရိသတ်ရဲ့ပြဿနာကကြီးတာလားခံစားချက်ကြီးလို့ကြီးတာလားညပြဿနာသိမလုံးနဲ့အိုတယ်လို့ပဲပြောတယ်လို့ပဲပြောလက်ခံနိုင်အောင်ကြိုးစားလိုက်စမ်းမှလိုက်ပြီးတော့ခံစားနေဖို့မရှိဘူးသေကြတာကတော့ဇရယအိုခြင်းတရားကပရိဝါရိတော့ကိုယ်ဘေးမှာချမ်းရမ်းပြီးတော့နေသလားမနေဘူးလားကြည်စမ်းမအိုဖို့ကိုယ့်အကိုလေဒကမဆိုပိုထင်ရှားတယ်ဒီခန္ဓာကိုယ်ကြီးပိုလှလာမလားဆိုရင်ပြင်လိုက်ကြတာမွေးကလေးကပြင်တာအခုအသက်80 80အထိတဏခါလေးလေးနဲ့လိမ့်ပြီးတော့ပြင်နေရသေးတာလေပြင်ရလားမပြင်ရဘူးလားသူ့အကြိုက်ကိုလိုက်ပြီးတော့ဒီလောက်ပြင်နေတာတော့ဟောဒီခန္ဓာကိုယ်ကြီးကကိုယ့်အကြိုက်လိုက်ပြီးတော့ပိုလှတယ်ဆိုတာရှိလားပြင်ရင်နဲ့ပိုလှမလားပဲအိုတွလာတော့တာပဲတဲ့ပိုလှလာမလားပဲဘာဖြစ်လဲအိုတွတယ်အိုတာကဟုတ်ပါပြီတွတာကဘာတွတာတော့ဘုန်းကြီးထင်တယ်တွန့်တာလို့ပြောတာထင်လားနော်ပြင်ရင်နဲ့ပိုလှမလားပဲဘာဖြစ်လာအိုတွလာတာအဲ့ဒါအိုခြင်းတရားလူစံလို့မှမရဘူးဘာဖြစ်လို့ဒီဟာတွေလိုက်ခံစားနေတာတော့ဖယားလောင်မကတေဝမင်းကြီးကလေဖယားလောင်မကတေဝမင်းဖယားလို့မြတ်စွာဘုရားမကတေဝမင်းကြီးဖြစ်စဉ်ကာလကခေါင်းလေးကိုညှက်ပေးတဲ့စတ္တသည်ကိုမှားထားတယ်မင်းငါခေါင်းညှက်ရင်းနဲ့ငါခေါင်းမှာသပင်ဖြူလေးတပင်များတွေ့ရင်ငါ့ကိုပြောပါကွာဆိုတော့အဲ့ဒါစတ္တသည်ကတနေ့တော့သပင်ညှက်ရင်းနဲ့သပင်ဖြူလေးတစ်ချောင်းတွေ့ရှင်မင်းကြီးဒီမှာသပင်ဖြူတစ်ချောင်းတော့တွေ့ပြီဆိုတော့ပြလိုက်တော့မဂဒေဝမင်းကြီးအကြီးအကျယ်တန်ဝေကထိတ်လန့်တရားဖြစ်ပြီးတော့တန်းစည်းစိမ်စွန့်ပြီးတော့တောထွက်သွားတာသပင်ဖြူလေးတစ်ချောင်းတွေ့တာနဲ့တန်ဝေကရာပြီးတော့တောထွက်သွားလိုက်တာဟောဒီပရိသတ်တွေသပင်ဖြူတွေ့ရင်မလို့ဩစီစုပဲတာတုအဘွားတို့ original ဟုတ်ရဲ့လားဟောမဟုတ်ပါဘူးတဲ့ယူသားစွာဝန်ခံပါလေတာတုသပင်ဖြူတွေ့လို့တာတောထွက်ကြသေးဆိုရင်တို့နိုင်ငံအဖိုးတွေအဖွားတွေကုန်နေလောက်ပြီနော်။ပိုခြင်းတရားကခေါင်းမှာတက်ပြီးတော့ပြတာ။တရားမလို့ဖွားဘက်တော်တွေကတို့တွေမှလည်းမွေးလာတဲ့ကဖွားဘက်တော်3ဦးနဲ့အတူမွေးလာတာ။အိုမဲနာမဲသိမဲဆိုတဲ့ဒီဖွားဘက်တော်ကမွေးတဲ့ကပါလာလားမပါလာဘူးလား။ကိုဖွားဘက်တော်ကကိုနှိမ့်ဆက်နေတာအိုတယ်လို့ပြောရင်လည်းပရိသတ်ရဲ့လက်ခံအောင်ကြိုးစားရုပ်အိုးပင်မဲ့စိတ်မအိုးအောင်တော့ကြိုးစားရမယ်ဘာမအိုးအောင်ရုပ်ကလေးကတော့အိုနေမှာပဲစိတ်ကလေးအိုမသွားဘူးကြိုးစားရမယ်ရုပ်နာပင်မဲ့စိတ်မနာအောင်ကြိုးစားရတယ်ဟောဒီခန္ဓာကိုယ်ကြီးဆိုတာတနေ့အိုပြီးတော့လာတဲ့အိုလာရင်ပြိဿဘာမှမကောင်းတော့ဘူးကောင်းလားအိုလိုပြိဿကောင်းတယ်ဆိုတာမရှိဘူးအေးသီလရှိတော့အိုရင်ကောင်းတာပေါ့ကုသိုလ်ရှိရင်တော့အိုရင်ကောင်းတယ်။ကျန်တဲ့အချိန်ကအိုးလိုက်ရင်ဘလောက်ထိမကောင်းတော့ဆိုထိုင်ရန်ကထတာတော့မကောင်းတော့ကောင်းသေးလား။ဘုန်းကြီးခဏပြောပွားတရားထဲမှာအိုးလိုက်ရင်ထိုင်ရန်ကထတာတော့မတူတော့ဘူးလို့ငယ်တဲ့လူတွေနဲ့ဟောဒီအိုလာတဲ့သူတွေဟိုမှာအသက်အရွယ်ငယ်တဲ့ကလေးတရားထိုင်ရန်ကထတရားဝဲပြီးပြန်သွားရင်အားရှိနေတော့လွှားကနေခေါင်းလေးကစထတယ်တဲ့။အိုတဲ့သူတွေကြတော့အိုလာတော့ခေါင်းနဲ့မထနိုင်တော့။ထိုင်ရာကထိုင်ရင်ခေါင်းလေးငုံလက်ကလေးထောက်ပြီးတော့ဘာကအရင်ထ။ဖင်လို့မပြောရဘူးတင်မကလို့ပြောရတယ်။အိုလာရင်ခေါင်းကအလိုလိုငိုက်သွားလားမငိုက်သွားဘူးလား။ခေါင်းလေးကငုံပြီးတော့ပြိတဲ့အဲ့ဒါကုန်းပြီးတော့တက်လာတာခေါင်းတက်မလာတော့ဘုန်းကြီးထားပြီခေါင်းရအလိုလိုငေါပြီးတင်မကအရင်ထိုင်ရန်ကထားတာတော့ကောင်းသေးလားအိုခြင်းရဲ့သဘောပဲ